တေဆုံးသွားတဲ့ချဲရတဲ့မိသားစုဝင်တယောက်ကိုအိမ်ထဲမှာပဲနှစ်ပေါင်းများစွာထားပြီးတော့အသက်ရှင်တယ်လို့ဆက်ဆံရမယ်ဆိုရင်ခင်ဗျားဘယ်လိုခံစားရမလဲအင်ဒိုနီးရှားနိုင်ငံတိုလာဝီစီကျွန်းရဲ့တောင်တန်းတွေကြားထဲမှာရှိတဲ့တူရာဂျာလူမျိုးရဲ့အတွက်တော့ဒါဟာထိတ်လန့်စရာမဟုတ်ဘဲနဲ့အချစ်အဆုံးသူကိုပြသတဲ့လေးစားမှုတစ်ခုပါပဲသူတို့ကတေခြင်းတရားကိုအဆုံးသတ်လို့မတတ်မှတ်ဘဲခီးတစ်ခုရဲ့အစိပ်ပိုင်းတစ်ခုလိုပဲယုံကြည်ကြပါတယ်တူရာဂျာလူမျိုးရဲ့ရိုးရာဓလေ့အရာတရားရောက်တည်ဆုံးသွားတဲ့အခါတည်ဆုံးသူလို့မခေါ်ဘဲနဲ့ဖြားနာနေသူဒါမှမဟုတ်အိပ်ပျော်နေသူလို့သာသတ်မှတ်ကြပါတယ်ဒါကြောင့်အလောင်းကိုအိမ်ရဲ့အခန်းတစ်ခန်းမှာထားပြီးအသက်ရှင်တယ်လို့မျိုးအစားအစာကျွေးမွေးတာအဝတ်စားလဲပေးတာနဲ့နေ့စဉ်စကားသွားပြောတာမျိုးတွေလှုပ်ဆောင်ကြပါတယ်ဒီလိုလုပ်ရတဲ့အဓိကအကြောင်းရင်းကတည်ဆုံးသူရဲ့ဝိညာဉ်ဟာသူတို့မိသားစုနဲ့အမြဲတမ်းတူရှိနေရလို့ယုံကြည်ကြလို့ပါပဲအလောင်းကိုနှစ်ပေါင်းများစွာဒီလိုဆက်ဆက်နေရတဲ့အဓိကအကြောင်းရင်းကငွေကြေးဆိုင်ရာအခက်အခဲတွေကြောင့်လည်းဖြစ်ပါတယ်တူရာဂျာလူမျိုးရဲ့ဇာပနာခန္ဓာဟာအလွန်ကြီးကျယ်ခန္ဓာပြီးတော့ကျွဲတွေအများပြားကိုတက်ဖြတ်လူရန်ရတဲ့ထုံနှန်းစင်လာရှိပါတယ်ဒီလိုပွဲမျိုးကိုလှုပ်ဆောင်နိုင်ဖို့အတွက်မိသားစုတွေအနေနဲ့နှစ်ပေါင်းများစွာကြာအောင်စုဆောင်းရလေးရှိပါတယ်ဒီကြားထဲမှာတည်ဆုံးသူရဲ့အလောင်းကိုအိမ်မှာထားပြီးတော့တကယ်မိသားစုဝင်တယောက်လိုပဲဆက်ဆံနေကြတာပါဒါရင်မကသေးပါဘူးမာနီနီလို့ခေါ်တဲ့နှစ်စဉ်ကျင်းပတဲ့ထူးခြားတဲ့ပွဲတော်တစ်ခုလည်းရှိနေသေးပါတယ်ဒီပွဲတော်မှာမိသားစုဝင်တွေဟာသူတို့ချစ်ရတဲ့သူတွေရဲ့အလောင်းကိုတင်းញိုင်းကနေပြန်ထုတ်လာတာပါအလောင်းတွေကိုတန်ရှင်းလုပ်ပေးတယ်အဝတ်စားတွေဝတ်ဆင်ပေးတယ်ဒီလိုလုပ်ခြင်းအပြင်တည်ဆုံသွားသူတွေဟာမိသားစုနဲ့တူဆက်လက်ရှိနေတယ်ဆိုတော့ရှင်တော်မူကပုံမခိုင်မာလာလို့သူတို့ခံယူထားကြပါတယ်တူရာဂျာလူမျိုးတွေရဲ့ဒီတလေးဟာတည်ခြင်းတရားကိုကြောက်ရွံ့နေတဲ့ကမ္ဘာအခြားဒေသတွေနဲ့လုံးဝကွာခြားနေပါတယ်သူတို့အတွက်တည်ခြင်းတရားဆိုတာကြောက်စရာမဟုတ်ဘဲနဲ့ဘွားရဲ့နောက်ဆုံးအဆင့်ကိုရောက်ရှိသွားတာမျိုးပါအလောင်းကိုအိမ်မှာထားပြီးပြုစုဆောက်ရှောက်ခြင်းဟာတည်ဆုံသွားသူကိုမေ့မသွားအောင်အမြဲမရနေအောင်နဲ့မိသားစုရဲ့ချစ်ချင်းမြတ်တာကိုအဆုံးစွန်ဒီပြသခြင်းတစ်ခုပဲဖြစ်ပါတယ်ဒါဟာယဉ်ကျေးမှုတစ်ခုရဲ့ဘဝပေါ်ထားတဲ့သဘောထားနဲ့ချစ်ချင်းမြတ်တာရဲ့အဓိပ္ပာယ်ဖွင့်ဆိုပုံကိုပြသနေတာပါတေရှင်တရားကိုဒီလိုမျိုးထူးခြားတဲ့ရှူတောင်းကနေမြင်ရတဲ့အခါခင်ဗျဘာတွေးမိလဲတူရာဂျာလူမျိုးတွေရဲ့ဒီယူဆကိုခင်ဗျဘယ်လိုထင်လဲဆိုတာ comment မှာဆွေးနွေးသွားနိုင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and follow ထားဖို့လည်းမမေ့နဲ့အောင်နော်အားလုံးကျေးဇူးတင်ပါတယ်